နဲ့ချစ်ကြည်ခီလေပတ်ရန်အခုလာ10ရက်ကရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ရုရှားရေတပ် Pacific Fleet မှာစစ်ရေယာဉ်3စီးတို့ဟာပင်လယ်ပြင်မှာလက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ရန်တပ်မတော်ရေမှစစ်ရေယာဉ်များနဲ့အတူအခုလာ73ရက်မနက်ပိုင်းမှာရန်ကုန်မြို့သီလဝါစိတ်ကမ်းမှာလေ့ကျင့်ခန်း area ကိုထွက်ခွာရာတပ်မတော်ရေမှအရာရှိကြီးများအရာရှိစစ်သည်များချစ်ကြည်ခီရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Alexei Anatolievich Kileshko မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်တပ်မှုနဲ့တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ကြပါတယ်ချစ်ကြည်ခီရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Alexei Anatolievich Kileshko ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာအခုလ17ရက်ညနေပိုင်းမှာတပ်မတော်ရေမှစစ်ဦးစီးအရာရှိချုပ်ရေဒုတိယဗိုလ်ချုပ်ကြီးအေးမင်းထွေးနဲ့အဖွဲ့ဝင်များကို AR ရေတပ်စခန်းဌာနချုပ်အရာရှိရိပ်သာမှာလာရောက်တွေ့ဆုံပါတယ်အဲ့လိုတွေ့ဆုံရမှာနှစ်နိုင်ငံရေတပ်နှစ်ရဲ့အကြောင်းအပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များစစ်ရေယာဉ်များချစ်ကြည်ခီအပြန်အလှန်လေပတ်မှုဆိုင်ရာကိစ္စရပ်များရေချောင်းလုံခြုံရေးသတင်းချက်လက်ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များနဲ့လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးကြပြီးဆွေးနွေးပွဲပြီးမှအမှတ်တရစုပေါင်းတပ်ပုံရိုက်ကြပါတယ်ဒါအပြင်တတိယအကြိမ်မြန်မာရုရှားရေချောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကိုအခုလ12ရက်မနက်ပိုင်းကရေတပ်လေ့ကျင့်ရေးဌာနချုပ်တီရီမဟာဇေယျကျော်တင်ခမ်းမမှာကျင်းပပြုလုပ်ရာတပ်မတော်ရေမှစစ်ဦးစီးအရာရှိချုပ်ရေနဲ့အရာရှိစစ်သည်များရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်နဲ့အရာရှိစစ်သည်များမြန်မာနိုင်ငံဆိုင်ရာရုရှားစစ်တပ်မှုလေလာသူများအဖြစ်ဖိတ်ကြားထားတဲ့တရုတ်အိန္ဒိယကမ္ဘောဒီးယားအင်ဒိုနီးရှားလာအိုဖိလစ်ပိုင်ထိုင်းဗီယက်နမ်ဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်နိုင်ငံတို့မှမြန်မာနိုင်ငံဆိုင်ရာစစ်တပ်မှုများတက်ရောက်ကြပြီးဖွင့်ပွဲခမ်းနားပြီးမှအမှတ်တရစုပေါင်းတပ်ပုံရိုက်ကြပါတယ်အဆိုပါစစ်ရေယာဉ်များရန်ကုန်မြို့ကိုရောက်ရှိနေစဉ်အတွင်းချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဗော်လီဘောပြိုင်ပွဲဘတ်စကတ်ဘောပြိုင်ပွဲရေကူးပြိုင်ပွဲနဲ့လွန်ဆွဲပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းရွှေတကုံဖျားကိုတွားရောက်ဖူးမြော်ခြင်းဗိုလ်ချုပ်စည်းနဲ့ဂျန်ရှင်းစီးတီးကိုတွားရောက်လဲပတ်ခြင်းနှစ်နိုင်ငံစစ်ရေယာဉ်များကိုအပြန်အလှန်လေ့လာခြင်းရုရှားရေတပ်ရဲ့ဖရီဂိတ်စစ်ရေယာဉ်မာရှယ်ရှောင်မိုရှီနီကော့ဖ်ပေါ်မှာဂုံပြူညစာစားပွဲကျင်းပခြင်းနဲ့စိတ်ကမ်းခြေပြူလေ့ကျင့်ခြင်းများဆောင်ရွက်ကြပါတယ်
အဲဒီနောက်အခုလ23ရက်နဲ့14ရက်တို့မှာရုရှားရေတပ်မှစစ်ရေးရင်များဟာတမတော်ရေမှစစ်ရေးရင်များနဲ့အတူပင်လယ်ပြင်မှာရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများလက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနဲ့အခုလ14ရက်ညပိုင်းမှာစစ်ရေးရင်မုတ်တမပေါ်မှာလေ့ကျင့်ခန်းပြန်လည်သုံးသပ်ခြင်းနဲ့ပိတ်ပွဲခမ်းနားကျင်းပပြီးပြန်လည်ထွက်ခွာသွားတယ်လို့သတင်းရရှိပါရရှင်။